အားလုံးပဲမင်္ဂလာပါဒီစာအုပ်လေးရတော့လေအခြေခံစာအုပ်လေးပါအခုပြောချင်တာကယောက်ျားဝတ်ပေါ့နော်ဒီနေ့ကယောက်ျားဝတ်ဗီဒီယိုလေးတင်ထားတယ်ပေါ့နော်အဲ့တော့ယောက်ျားဝတ်ကိုဒီနေ့ကပတ်တန်အကြီးဆွဲပြပေးမယ်ပေါ့နော်အဲ့တော့ဒါယောက်ျားလေးကိုတိုင်းဆိုလို့ရှိရင်ဒါလေးတွေတိုင်းရမယ်ပေါ့နော်ဒီဟာလေးတွေတိုင်းရမယ်ပြီးရင်ဒါကတော့ ready made ကိုတိုင်းခန့်မှန်းလေးရေးပေးထားတာပေါ့နော်ပြီးရင်အခု Hawaiian shirt ပေါ့ Hawaiian shirt ကကြတော့ဒီမှာဆိုလို့ရှိရင်ဒါလေးကနမူနာကိုတိုင်းလေးရကြတော့ဗာလေးလိုမလဲဆိုတော့ရင်ဘတ်လဲပင်ပခုံးလက်ရှည်လက်ဝါခါရှည်ပေါ့နော်အဲ့တော့လိုက်ချုပ်မယ်ဆိုလို့ရှိရင်လည်းဒီရင်ဘတ်လဲတိုင်းထားမယ်လဲပင်တိုင်းထားမယ်ပခုံးတိုင်းမယ်လက်ရှည်တိုင်းမယ်လက်ဝါတိုင်းမယ်ခါရှည်တိုင်းထားမယ်ပေါ့နော်ပြီးရင်ဒီမှာပုံသေးနီးကကြတော့ဒီမှာခါရှည်ဆိုရင်လည်းရှေ့ချမ်းခါရှည်နောက်ချမ်းခါရှည်ရှိမယ်လဲပင်ဆိုရင်လည်းလဲပင်ဖေးကျဲရှေ့အကြားနောက်အကြားရှိမယ်ပခုံးဆိုရင်လည်းပခုံးရှိမယ်ပခုံးအကြားရှိမယ်ပေါ့နော်ပြီးရင်လိုင်းအကြရှိမယ်ရင်ကျဲကြောကျဲချိုင်းဝိုက်တယ်ဆိုရင်ရှေ့ချမ်းတစ်လက်မှာနောက်ချမ်းလေးစိတ်ပေါ့နော်အဲ့တော့ပြီးရင်လက်အမြင်ရှိမယ်အိတ်ဝအကျဲအိတ်ကက်အရှည်ဆိုပြီးတော့ဒီပုံသေးနီးလေးရှိမယ်ပေါ့နော်ဒါကတော့ပုံသေးနီးလေးရှေ့ချမ်းခါရှည်ဆိုလို့ရှိရင်မူလခါရှည်ကိုတစ်နှုတ်တယ်နောက်ချမ်းခါရှည်ဆိုရင်ရှေ့ချမ်းခါရှည်ကိုနှစ်ခွဲပေါင်းတယ်လေပင်ဖေးကျဲဆိုရင်မူလလေပင်ကို9နဲ့စားမယ်2စိတ်နှုတ်တယ်ရှေ့အကြဆိုရင်မူလလေပင်ကို9နဲ့စားတယ်နောက်ကြဆိုရင်မူလလေပင်ကို10နဲ့စားတယ်အဲ့တော့ပခုံးဆိုရင်လည်းမူလပခုံး2နဲ့စားတယ်ပခုံးအကြဆိုရင်လည်းမူလပခုံး10နဲ့စားတယ်ရင်လိုင်းအကြဆိုရင်မူလရင်ပတ်လဲကို4နဲ့စား1ပေါင်းတယ်ရင်ကျဲကလည်းမူလရင်ပတ်လဲကို4စား1ပေါင်းတယ်ကြောကျဲကြတော့ဒီရင်ကျဲထွက်ထားပြီးသားရင်ကျဲကို4စိမ့်နှုတ်တယ်ပြီးရင်လက်အမြင့်လိုချင်ရင်မူလရင်ပတ်လဲကို10နဲ့စားတယ်အိတ်ဝအကျဲဆိုရင်ရင်ကျဲကို2နဲ့စားတယ်အိတ်ကက်အရှည်ဆိုရင်အိတ်ဝအကျဲကို1ခွဲပေါင်းတယ်ဒါလေးကတော့ကိုသိထားရမယ်ပုံသေးနည်းပေါ့နော်အဲ့တော့ဒီနမူနာကိုတိုင်းလေးမှာကြတော့ကိုလိုက်ချုပ်ချင်တဲ့လူရဲ့ကိုတိုင်းလေးကိုတိုင်းထားမယ်ပြီးရင်ပုံသေးနည်းထဲမှာထည့်ပြီးတော့တွက်ထားမယ်ပေါ့နော်တွက်ထားပြီးလို့ရှိရင်ဒီဟာလေးကတော့ပုံသေးလေးဆွဲတဲ့ဟာကိုနမူနာဗီဒီယိုလေးတင်ထားတယ်ပေါ့နော်နောက်ဗီဒီယိုမှာဆိုလို့ရှိရင်ဒီဥစ္စာလေးကိုအမှာပုံအကြီးအနေနဲ့ဆွဲပြမယ်ပြီးရင်ညှက်ပြမယ်ချုပ်ပြမယ်ပေါ့နော်အဲ့တော့ဒီဥစ္စာလေးကကြတော့ Hawaiian shirt အင်ကြီးချုပ်နည်းလေးပေါ့နော်အဲ့တော့အမနဲ့တူတူ Hawaiian အင်ကြီးရှက်အင်ကြီးလေးကိုလိုက်ချုပ်မယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါကျေးဇူးတင်ပါတယ်